Hello အားလုံးပဲမင်္ဂလာပါဒီခါမှာကျွန်တော်တို့ YouTube channel ကနေsharing လုပ်ပေးချင်တာကြတော့ Chulalongkorn University ရဲ့အင်္ဂလိပ်စာ test ဖြစ်တဲ့ CUTEP CUTEP မှာဘာတွေမေးလဲပေါ့နော်မေးခွန်း format ကဘယ်လိုတွေရှိလဲအဲ့ဒါတွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒါ sharing မလုပ်ပေးခင်ဒီ CUTEP နဲ့ပတ်သက်ပြီးတော့ကျွန်တော် YouTube မှာရှင်းထားတာလေးရှိတယ်ဘယ်လို registration လုပ်ရလဲဘယ်လိုတွေဖြည့်လို့ရလဲဆိုတာကို sharing လုပ်ထားတာလေးရှိတယ်အဲ့ဒါကိုတစ်ချက်ဝင်ကြည့်ပါအဲ့ဒါဝင်ကြည့်ပြီးသွားလို့ရှိရင်တော့ဒီအကယ်၍ဖြည့်မယ်ဆိုရင်ပေါ့နော်မေးခွန်းပုံစံဘယ်လိုတွေရှိလဲဆိုတာကို sharing လုပ်ပေးပါမယ်ကျွန်တော်ပြီးခဲ့တဲ့လတော့ CUTEP ကိုဘန်ကောက်မှာသွားဖြည့်ထားတယ်ဖြေထားရဲဆိုတော့ဘာတွေမေးလဲဆိုတော့အဲ့ဒါကို sharing လုပ်ပေးမှာပဲဖြစ်ပါတယ်အဓိက CUTEP ဖြေတာတော့ Chulalongkorn မှာအကြောင်းလျှောက်ဖို့တော့လောလောဆယ်ရွေးချက်တော့မရှိဘူးဒါပေမဲ့ CUTEP ကတခြားထိုင်းရတခြားအကြောင်းတွေလျှောက်တဲ့အခါမှာသုံးလို့ရတယ်ဆိုတော့လိုအပ်ရင်သုံးလို့ရအောင်သွားဖြေထားခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအရင်ဆုံး CUTEP ရဲ့ website ကိုအရင်သွားကြည့်လိုက်ရအောင်အဓိကကဒါကတော့ဟိုစောနာကဗီဒီယိုထဲမှာစောနာပြတဲ့ဗီဒီယိုထဲမှာအကုန်လုံးရှင်းထားပြီးသားဒါပေမဲ့ဒီမှာတစ်ချက်ပြောချင်တာအကယ်၍ကိုကဒီနှစ်2025ထဲမှာဖြည့်မယ်ဆိုရင်အဓိကက test schedule ကိုကြည့်ရမယ်လေကြည့်ရမယ်ဆိုတော့ဒီ Bangkok test venue ကိုနှိပ်ပြီးတော့သွားကြည့်လို့ရှိရင်သူက test schedule က2024ဖြစ်နေလိမ့်မယ်ဒီမှာသွားကျင်2024ဖြစ်နေလိမ့်မယ်အဲ့ဒါကိုမကြည့်နဲ့အကယ်၍ကိုက CUTEP ကို paper based test ဖြေမှာလား computer based test ဖြေမှာလားအဲ့ဒါဆိုရင်ဒီ test subject ကိုသွားပြီးတော့အကယ်၍ကိုက paper based test ဖြေမယ်ဆိုရင် paper based test ကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဒီအောက်မှာdownload test schedule ရှိရအဲ့ဒါကိုနှိပ်အဲ့ဒါတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီ2025တစ်နှစ်လုံးစာပေါ့နော်အဲ့ဒါကြာလာလိမ့်မယ်အဓိကကကျွန်တော် recommend လုပ်ချင်တာကကြတော့paper based test ကို recommend လုပ်ပါတယ်။ဘာလို့လဲဆိုတော့ paper based test က900ပဲပေးရတယ်900ပဲပေးရတယ်ဆိုတော့ IELTS test ဆိုင်အများကြီးတက်တာတယ်900ဆိုတော့ကိုကဒီ time မှာကြောင်းရှောက်မယ်ဆိုရင်ဒီအထူးသဖြင့် Chulalongkorn မှာရှောက်မယ် IELTS လည်းမရှိဘူးဆိုရင်တော့ဒီ900ပေးပြီးတော့ကိုစိတ်ကြိုက်အမှတ်မရမချင်းဖြည့်လို့ရတယ်900ဆိုတာပဲပြောတက်တာတယ် computer based test ကကြတော့2500ဆိုတော့အရင်မတက်တာဘူးသူကpaper based test ကတကယ်ဖြည့်ပြီးသွားလို့ရှိရင်သူက2ပတ်အတွင်းအဖြေသိရတယ် computer based test ကကျတော့ဖြည့်ပြီးတာနဲ့ချက်ချင်းအမှတ်သိရတယ်အဓိကအဲ့ဒါပဲကွာတယ်ဒါမှဆိုရင်2025တစ်နှစ်လုံးစာ Chulalongkorn University ရဲ့ဒီ CUATC မှာဖြည့်လို့ရတဲ့ test date တွေဖြစ်တယ်ဒီ CUATC မှာဖြည့်မယ်ဆိုရင်တော့ date တွေအများကြီးပဲရှိတယ်ရွေးချယ်စရာပိုများတယ်နယ်ကျောင်းနေမှာဆိုရင်တော့ရွေးချယ်စရာအဲ့လောက်မများဘူးကျွန်တော်တို့ဒီ CUTEP ကိုပဲအဓိကကြည့်ရမှာဒါ paper based test ဖြစ်ပါတယ်တကယ်ကိုကနေကျောင်းနေမှာဖြည့်ချင်တယ်ပေါ့နော်ဘန်ကောက်မှာမဖြည့်ချင်ဘူးဆိုရင်တော့ဒီ provincial center test venue ကိုရွေးပြီးရင်ဥပမာချင်းမိုင်တစ်ခုရွေးလိုက်ချင်းမိုင်တစ်ခုရွေးပြီးတော့ကြည့်လို့ရတယ်အဲ့ဒါဆိုရင်သူက2025တစ်နှစ်လုံးစာပဲသူလည်းdate တွေကြာလာလိမ့်မယ်ဒီမှာဆိုရင်test schedule ကို download လုပ်ဒါဆိုရင်ဒါချင်းမိုင်အပြင်ကိုတခြားသောမြို့ကအကြောင်းတွေမှာဖြည့်လို့ရတဲ့ test date တွေဖြစ်တယ်ဒိတ်တွေကအရင်မများဘူးเนาะဥပမာချင်းမိုင်မှာဆိုလို့ရှိရင်အဲ3ခုပဲရှိတယ်မေလရယ်စက်တင်ဘာရယ်အောက်တိုဘာ3ခုပဲရှိတယ်ဒီ date တွေမှာပြင်မယ်ဆိုရင် registration period ကဒီအခုဒီမှာသူပြထားတဲ့ period မှာသွားပြီးတော့ registration လုပ်ရမယ်အဲ့ဒါလည်းဒီ login မှာဝင်ပြီးတော့လုပ်ရုံပဲเนาะအဲ့ဒါကြီးလည်းဆွမ်းနာဗီဒီယိုထဲမှာရှင်းပြထားပြီးသားနောက်တစ်ခုကကြတော့နော်ကဒီဘန်ကောက်မှာသွားဖြည့်တာဘန်ကောက်မှာသွားဖြည့်တော့ဒီသူ့ရဲ့ location ကလည်းဒီမှာမြေပုံလေးထည့်ထားတယ်เนาะဒီမှာ Google မှာGoogle Map မှာ CUATC ဆိုပြီးတော့ရိုက်ရလိုက်ရတယ်ဒီမှာသွားဖြေရတာအခုဒီမှာပြထားတဲ့ဒီအစာအုပ်အဲ့ဒီမှာသွားဖြေရတာဆိုတော့သွားဖြေလို့ရှိရင်အဝတ်စားကဘယ်လိုတွေဝတ်ရလဲဘာညာသူတို့သတ်မှတ်ထားတဲ့ dress code ရှိတယ်အဲ့လိုမျိုးတွေအဲ့ဒါလည်းဒီ Sonaka website ထဲမှာကြည့်လို့ရတယ်နောက်တစ်ခုကကျတော့ကိုကသွားဖြည့်ရဆိုလို့ရှိရင်ဘာမှယူသွားစရာမလိုဘူးဘာမှယူသွားစရာမလိုဆိုတာဟိုဘောပင်တို့ခဲရန်တို့ခဲပြက်တို့ဘာမှယူစရာမလိုအဓိကဖြည့်ရတာခဲရန်နဲ့သူဖြည့်လွှာဆောင်ရွက်မှာ multiple choice ဆိုတော့အမှန်လေးတွေလိုက်ပြီးတော့ခဲချယ်ရတာအဲ့ဒီဟာတွေအကုန်လုံးကို CUATC ကပေးတယ်ကိုဘာမှယူသွားစရာမလိုပြီးရင်စာမှုပွဲခန်းထဲကိုဘာမှယူလို့မရဘူးကိုယ့်ရဲ့ ID card တစ်ခုကလွယ်လို့ ID card ဆိုတော့ passport ပေါ့တစ်ခုကလွယ်လို့ကျန်တာတွေဘာမှယူလို့မရဘူးအဲ့ဒါယူတော့ကို့မှာပါလာတဲ့ဒီဖုန်းတို့လွယ်အိတ်တို့အဲ့ဒီအကုန်လုံးကိုဒီအခန်းအပြင်မှာထားခဲ့ရတယ်အဲဘောပင်တွေခဲရန်တွေခဲပြက်တွေကဒီကျောင်းကပေးတယ်ဘောပင်ကဘာလို့လိုအပ်လဲဆိုတော့ဘောပင်ကလက်မှတ်ထိုးတဲ့အခါမှာလိုအပ်တယ်เนาะဘောပင်ကကျတော့ဒီကျောင်းကပဲပေးအခုခန်းထဲယူစရာမလိုခဲရန်ကကျတော့အဖြေလွှာမှာခဲချယ်တဲ့အခါမှာလိုအပ်တယ်
Okay ဒါဆိုလို့ရှိရင်မေးခွန်းကဘာတွေပါလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်သူက listening reading writing ဆိုပြီးတော့အပိုင်း၃ပိုင်းပါဝင်တယ် listening အရင်ဖြေရတယ် reading အရင်ဖြေရတယ် writing အရင်ဖြေရတယ်နောက်တစ်ခုကအဲ့ဒါမပြောခင်ဒီမှာသူဖြေရတဲ့ items တွေကဒီမှာအခု30 60 30ပါတယ်เนาะအားလုံးပေါင်း120မေးခွန်း120ရှိတယ်120အမှတ်ကလည်းတစ်ခုကိုတစ်မှတ်နဲ့120ပေးတယ်နောက်တစ်ခုကကြတော့ဒီမှာ time period ရေးထားတယ်เนาะဒီမှာဆိုမိနစ်30 80 30အဲ့3ခုပေါင်းလိုက်လို့ရှိရင်အချိန်က3နာရီမရှိဘူးလေဒီမှာသူသတ်မှတ်ထားတဲ့အချိန်ကကြတော့ဒီမှာမနက်ပိုင်းဆိုလို့ရှိရင်8ခွဲကနေ17ခွဲ17ခွဲဆိုတော့3နာရီရှိတယ်3နာရီလို့ဘာလို့ရေးထားလဲဆိုတော့ဒီမှာ3နာရီရေးထားတယ်အပေါ်ကအချိန်တွေကိုပေါင်းလိုက်ရင်3နာရီမရှိဘူးပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့ဒီ test တစ်ခုနဲ့တစ်ခုကြားထဲမှာမေးခွန်းစာရွက်ဝေတာတွေဘာတွေရှိရလေမေးခွန်းစာရွက်ဝေတာမေးခွန်းစာရွက်ပြန်သိမ်းတာအဲ့ဒါတွေရှိရပြီးတော့သူတို့ instruction ညွှန်ကြားချက်တွေဖတ်ပြရရှိရအဲ့ဒီအချိန်တွေကိုပါထည့်တွက်ပြီးတော့အားလုံးပေါင်း3နာရီလောက်ထားခြင်းဖြစ်ပါတယ်မနက်ပိုင်းဖြေရတော့အကောင်းဆုံးပဲညနေပိုင်းဖြေလဲရတော့ရတယ်ဒါပေမဲ့ test schedule မှာရှိတဲ့အချိန်ပဲဖြေလို့ရမှာဖြစ်ပါတယ်အားလုံးပေါင်းအမှတ်120ပေးရနော်ဒီမှာလည်းရေးထားတယ် stationaries are provided by CUETC လို့ရေးထားတယ်နေရာအကြောင်းတွေဆိုလဲနေရာအကြောင်းတွေက provide လုပ်ပေးရထင်တယ်Okay ဒါဆိုလို့ရှိရင်သူ့ရဲ့ component ကိုသွားကြည့်လိုက်ရအောင် listening reading writing အစဉ်လိုက်တိုင်းပဲဖြေရမှာ listening အရင်ဖြေရတယ် listening မှာကျတော့ကျွန်တော်တို့ IELTS လေ့လာဘူးတဲ့လူဆိုသိတယ်ဒီ listening အဲ့ဒီပုံစံအတိုင်းပဲ listening သူတို့ dialogue ပြောတယ်အဲ့ဒါကိုကိုကdialogue ပြောပြီးတော့ဒီသူတို့ dialogue အစုံမှာမေးခွန်းတစ်ခုမေးလိုက်မယ်အဲ့မေးခွန်းကိုဒီပေးထားတဲ့အဖြေတွေကအမှန်တစ်ခုကိုရွေးရမှာဖြစ်တယ်အားလုံးပေါင်းအခု30ဖြေရတယ် dialogue ကအတူအရှည်အားတွေပါတယ်အဲသူက IELTS လိုမျိုးပဲလေအဖြေမှာဟိုအဖြေကဒါရိုက်ချင်းမပေးတာကိုသိရမလားတွယ်ဝိုက်ပြီးတော့ရေးထားတဲ့ဟာလေးတွေအဲ့လိုတွေဆိုတော့အာအရင်ကြီးတော့လည်းမလွယ်ဘူးအရင်ကြီးလွယ်တဲ့နေရာမှာတော့မပါဘူးအဲနောက်တစ်ခုကကျတော့ reading မှာကျတော့close reading တခုပါမယ်ပြီးလို့ရှိရင် short passage long passage အဲ့ဒါတွေပါမယ် close reading ကကျတော့ကျွန်တော်တို့80ရန်တော့ close type ဆိုတာအဲ့လိုဖြည့်တယ်လို့မျိုးquality ထဲမှာဒီအဖြေပေါ့နော်အဖြေမှန်ရွေးရတာအဲ့လိုပုံစံနောက်တစ်ခုကကျတော့အဲ့ဒါဖြည့်ပြီးသွားလို့ရှိရင်နောက်ဆုံးမှာ writing ကကျတော့အများကြီး essay တွေပါရေးရတာဘာမှမဟုတ်ဘူး error identification ဆိုတာအမှားလိုက်ရှာရတာအခု30ရှိအဲ့ဒါပဲအဲ့ဒါကိုမှအဲအဲ့ဒါကိုမှဖြည့်နိုင်ရတယ်အမှားလိုက်ရှာတာလွယ်လားဆိုတော့လည်းအရင်ကြီးတော့လည်းမလွယ်ဘူး CU ATC ဆိုတော့ဒီချူလာကနာမည်ကြီးတက္ကသိုလ်ဆိုတော့နာမည်ကြီးတက္ကသိုလ်ကစစ်တာဖြစ်တဲ့အတွက်အရင်ကြီးတော့လွယ်မှာမဟုတ်ဘူးသူ့ရဲ့ level ကလေအရင်ကြီးတော့မလွယ်ဘူးပြီးတော့ CU ATC ကတခြားထိုင်းကတခြားကျောင်းတွေကလည်းလက်ခံတယ်ဘာလို့လဲဆိုတော့နာမည်ကြီးတက္ကသိုလ်ကစစ်တဲ့ဟာဖြစ်တဲ့အတွက်တခြားသောကျောင်းတွေကသူတို့ကျောင်းကစစ်တဲ့ test အပြင်ကို CU ATC CU TEP ရှိရဆိုလို့ရှိရင်လက်ခံတယ်ဒါဆိုရင်ကျွန်တော်တို့မေးခွန်းပုံစံနမူနာကိုကြည့်လိုက်ရအောင်ဒါတွေလည်းအခု share ပေးမယ်เนาะ share ပေးမယ်ဆိုတာ link တွေထည့်ထားပေးမယ်ဒါကကြတော့ဒီ mock exam ပေါ့ဒါကGoogle ကနေရှာပြီး download လုပ်ထားတာဒီမှာဆိုရင်တော့ဒါ listening တော့မပါဘူးဒီထဲမှာ listening ကကြတော့ recording ဆိုတာဒါမပါဘူးဒီမှာဆိုရင် writing နဲ့ reading ပါမယ်เนาะဒါ writing ဟာ error recognition ဆိုတာဆွမ်းနာပြောတဲ့ error identification ကိုပြောတာအခု30ရှိတယ်အဲ့ဒါကိုဒီမှာသူမေးရဲ့ပုံစံဒီမှာ1 2 3လေးထားမဟုတ် ABCD ဖြစ်ရင်ဖြစ်မယ်အဲ့ဒါကိုမှဘယ်ဟာမှားလဲဆိုတာရွေးရတာအကယ်၍ကိုက4မှားတယ်ဆိုလို့ရှိရင်အဖြေမှာဟိုမှာတော့ ABCD ပဲဖြစ်လိမ့်မယ်အကယ်၍ကိုကဒီနံပါတ် D ကမှားတယ်ဆို D ကိုထဲချဲရမှာအဖြေစာရွက်မှာလေအဲ့ဒါတွေဖြေရမယ်ဒီဟာတွေကလည်းအရင်ရောမလွယ်ဘူးလိုက်ပြီးတော့ practice လုပ်ကြည့်မှရမယ်ဒါဆိုလို့ရှိရင်ဒီမှာတော့ highlight လုပ်ထားတဲ့ဟာလေးတွေကဒါကမှားတဲ့ဟာတွေပေါ့နော်မှားတဲ့ဟာတွေကိုလိုက်ပြီးတော့ highlight လုပ်ထားတာဒါကထိုင်းကလောက်ထားထိုင်းကဒီ mock exam ဆိုတော့သူဒီအောက်မှာအဖြေကိုရှင်းထားတာရှိရထိုင်းလိုမျိုးရှင်းထားတာဒါပေမဲ့ထိုင်းလိုရှင်းထားတယ်ဆိုပေမဲ့ကိုအဖြေလေးတွေတွေ့လိမ့်မယ်ဒီမှာဆိုရင် for ကမှားတယ်ပေါ့နော်အမှန်က DATH test လို့ရေးထားတယ်အဲ့လိုမျိုးပေါ့အဲ့ဒါကိုဒါ writing အခု30 writing အတွက်အခု30အဲ့ဒါကိုဒါကိုကြည့်ပြီးတော့လေ့လာလို့ရတယ်ဘာပဲဖြစ်ဒီကလေ့လာလိုက်တဲ့ဆိုရင်ကိုကဖြေမယ်လို့ရွေးထားဒါလေ့လာတယ်ဆိုရင်ကိုက familiar ဖြစ်သွားလိမ့်မယ်နော်ဘာမှမကြည့်ပဲသွားဖြည့်ရဆိုရင်တော့အမှတ်ကောင်းမှာမဟုတ်ဘူးဘာပဲဖြစ်ဒီဟာလေးကနည်းနည်းအသုံးဝင်တယ်တော့လဲဒီဟာပဲကြည့်ပြီးတော့သွားတာတခြားဟာတွေအများကြီးမလေ့လာအောင်9ရက်ပဲ9ရက်လောက်ပဲလေ့လာသွားတာ9ရက်လောက်လေ့လာပြီးတော့သွားဖြည့်လိုက်တယ်အမှတ်ဘယ်လောက်ရလဲဆိုတော့အမှတ်ကအရင်တော့မကောင်းဘူးတော့ရတာ69ပဲရတယ်အမှန်တော့80လောက်ရမှအဆင်ပြေတာ69ဆိုပေမဲ့69ကလည်းတချို့ကျောင်းတွေရှောက်လို့ရတယ်80လောက်ရရင်တော့ကောင်းတယ်80နဲ့အထက်ရရင်ပိုကောင်းတာပေါ့ဒီမှာဆိုရင်တခြား question တွေလည်းရှိရဲအဲ့လိုမျိုးအမှားလိုက်ရွေးရတာအဲ့ဒါ writing ကအဲ့ဒါဆိုပြီးသွားပြီအဲ့ဒါဆိုတော့နောက်တစ်ခုကကျတော့ reading မှာဆွမ်းနာက close type ပုံစံအဲ့ဒီဟာကဒီမှာနော်
သူဒီမှာစာပိုင်းတစ်ခုပေးထားစာပိုင်းရှိတယ်အဲ့စာပိုင်းမှာအကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါကိုမှကွက်လက်လေးရှိတယ်အဲ့ကွက်လက်မှာဘယ်ဟာမှန်တယ်ပေါ့နော်ဒီမှာဆိုနံပါတ်1မှာဆိုသူ ABCD ရှိတယ်အဲ့ထဲက A ကမှန်တာလား B ကမှန်တာလားအဲ့လိုမျိုးလိုက်ရွေးရတာဆိုတော့အဖြေလွှာမှာခဲချယ်တဲ့အခါမှာနံပါတ်ကိုတေချာမှန်ကန်အောင်ခဲချယ်ရမယ်နော်နံပါတ်ဒီမှားမှာဆိုလို့အဖြေလွှာမှာကျတော့ခဲချယ်ရုံပဲဒါကကျတော့မေးခွန်းစာရွက်မှာပါမယ်ဟာမေးခွန်းစာရွက်ကပြီးရင်ပြန်သိမ်းမှာဒီ test ဖြေပြီးသွားတာ ਨੇ နောက်တစ်ခုကကျတော့ဒါက close type ပုံစံနောက်တစ်ခုကread the read the passage ကpassage အတူရှိမယ်အရှိရှိမယ်ဒါဆိုအတူလေးအဲ့မှာဆိုရင်ဒီမှာအတူလေးပေးထားရဆိုရင်ဒီအောက်မှာမေးခွန်းတွေရှိတယ်အဲ့ဒါတွေကိုလိုက်ပြီးတော့ရွေးရတာဆိုတော့အရင်ကြီးတော့လည်းမလွယ်ဘူးအဖြေတွေကဒါလိုက်ပေးထားတဲ့အဖြေတွေမဟုတ်နည်းနည်းတော့ခက်တယ်ရှားရတာအဲ့ဒါရှိမယ်အဲ့လိုပုံစံတွေပဲ reading ကအဲ့ဒါတွေပဲအဲ့ဆို reading နဲ့ writing ပြီးသွားပြီ listening ကစောနာပြောတဲ့ပုံစံပေါ့နော်ဆိုတော့ဒါလေးလာလို့ရတယ်ပြီးတော့ဒါကGoogle ကနေ download လုပ်ထားတာအကယ်၍ YouTube မှာရှင်းထားတဲ့ဗီဒီယိုတွေဆိုရင်ရှင်းထားတဲ့ဗီဒီယိုကထိုင်းလို့ရှင်းထားတဲ့ဟာတွေပဲရှိမယ်အဲ့ဒါတွေလိုက်ရှာကြည့်မှရမယ်ဒါကကြတော့အဲ့ YouTube ကထိုင်းလို့ရှင်းထားတဲ့ဟာတွေကဟာကို screenshot လေးယူထားပြီးတော့ save ထားတာဒါကဟိုကအာ writing အပိုင်း error identification ဟာဒီမှာဆိုလို့ရှိရင် C ရမှားတယ်အဲ့လိုမျိုးဒါဒီမှာဆိုလို့ရှိရင် D ရမှားတယ်ပေါ့နော်အာအဲ့လိုမျိုးဟာလေးဒါကိုလိုက်ရှာပြီးတော့save ထားတာဒါတွေကိုလည်း share ပေးမယ်တစ်ချက်link တွေလည်းထည့်ထားပေးမယ်ဆိုတော့အာအကယ်၍ CUTEP ဖြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒါလေးလေ့လာပြီးတော့သွားပြလို့ရှိရင်ကိုယ့်အတွက်အဆင်ပြေမယ်လို့ထင်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ CUTEP ကိုဘယ်ကျောင်းတွေကလက်ခံလဲဆိုတာကိုလည်းနော်တစ်ချက်ပြောပြပေးမယ်အခုဒီမှာပြထားတဲ့အကြောင်းတွေပေါ့နော်အခုဒီမှာပြထားတဲ့အကြောင်းတွေဒါကျွန်တော်သိတဲ့လောက်တွေ့တဲ့အကြောင်းတွေပေါ့အဲ့ဒါတွေလက်ခံတယ်အကယ်၍ကိုကထိုင်းမှာတချို့ကျောင်းတွေရှောက်မယ် CUTEP လက်ခံလားဒါအကြောင်းကိုဒါလိုက်မေးကြည့်ပေါ့နော်တချို့ကျောင်းတွေကျတော့လေဒီ requirement မှာရေးထားတဲ့ CUTEP ဆိုအမှတ်ဘယ်လောက်ရရမယ်ဆိုတော့ CUTEP ကအမှတ်80လောက်ရရင်အဆင်ပြေတယ်တချို့ program တွေကျတော့80လောက်တောင်းတာတွေလည်းရှိတယ်ဒါက program ပေါ်မူတည်တယ်ဆိုတော့အခုဒီမေးခွန်းလေးတွေကိုလေ့လာထားရင်တော့ဖြေနိုင်လိမ့်မယ်နောက်ဆုံးကဒါကျွန်တော်ဖြေထားတဲ့ဟာတော့ဖြေထားတော့ကအမှတ်69မှတ်ပဲရတယ်အမှန်တော့80လောက်ဆိုကောင်းတယ်ပေါ့နော်ဒီမှာ69ကဘာလို့မကောင်းလဲဆိုတော့ तू ကဒီ level intermediate ပဲရှိတယ်80လောက်ရတော့မှ upper intermediate ဖြစ်မှာဒီမှာသူ့ရဲ့ score level တွေရှိတယ်နော်အဲ့ဒါဆိုတော့ဒီလက်မှတ်ကကြတော့ကျွန်တော်တို့ system ကနေ registration လုပ်ပြီးဖြေရတာဖြစ်တဲ့အတွက်နှစ်ပတ်လောက်နေကိုယ့်ရဲ့ system တွေကကိုယ့်ရဲ့ account ထဲမှာဒီ CUTEP ရဲ့ website တွေကကိုယ့်ရဲ့ account ထဲမှာဒီ score report ကိုတွားကြည့်လို့ရတယ်computer based test ဆိုရင်တော့အဲ့ score report ကဖြည့်ပြီးရတယ်ကိုယ့် account ထဲမှာချက်ချင်းတွားပေါ်နေလိမ့်မယ်အဲ့ score report မှာတွားကြည့်ပြီးတော့ဒီလက်မှတ်လေးကို download လုပ်လို့ရတယ်ဒါပေမဲ့ကိုက hard copy လိုချင်တယ်ဆိုရင်လည်းအကြောင်းမှာပတ်စံပေးပြီးတော့ဒီrequest လုပ်လို့ရတယ်ပေါ့နော် system တွေကပဲပတ်စံပေးပြီးတော့ဒီ hard copy ကို request လုပ်လို့ရတယ်ဒါက soft copy ကို download လုပ်ထားတာဖြစ်ပါတယ်အဲဆိုတော့ CUTEP ပြင်မယ်ဆိုရင်ဒီမေးခွန်းလေးတွေလေ့လာသွားပါအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်